ရှင်အခုကတော့ Harvard က online course ကို free ဘယ်လိုတက်ရမလဲဆိုတော့ပြောပြသွားမှာဖြစ်ပါတယ်အခုပထမဆုံး harvardonline.harvard.edu ကိုသွားပါတော့အဲ့ link ကိုသွားပါသွားပြီးသွားလို့ရှိရင်အဲ့အောက်ကမှာ online course တွေကိုကြည့်လို့ရပါတယ်ဒီချက်ဒီမှာ course တစ်ခုကိုအရင်ရှာပြမယ်ပေါ့နော်ဒီမှာဆိုရင်တော့သူက AI ဆိုပြီးတော့တစ်ချက်သွားရှာလိုက်ပါတယ်သွားရှာပြီးတော့မှအဲ့က machine learning with AI and Python ပေါ့နော်အဲ့ course ကိုတစ်ချက်တက်မယ်ပေါ့နော်တက်မယ်ဆိုရင်ဒီမှာ email တစ်ခုကိုသုံးတဲ့ email တစ်ခုကနေပြီးတော့အကောင့်ကိုဝင်လိုက်ပါဝင်ပြီးတော့ရင်အထက်ရောက်သွားပါမယ်ရောက်သွားရင်သူကနှစ်ခု option ပေါ်လာပါမယ်တစ်ခုကတော့ဒီ course ကို299ချက်ပေးပြီးတော့တက်မှာလားနောက်တစ်ခုကတော့ free ပေါ့နော် access to this course ဆိုပြီးတော့အဲ့ option ကိုရွေးပေးပါအထဲကိုရောက်သွားပြီဆိုလို့ရှိရင်သူက pre-service လိုမျိုး course ရဲ့ information တွေကိုပြောပြမယ်တင်တဲ့ဆရာကဘာတူလဲဆိုတာကိုပြောပြမယ်အဲ့ဒါတွေကို next လို့ပြီးတော့ကြော်သွားလို့ရပါတယ်အဲ့ဒီတောက်လျှောက်မှာလဲသူကဒီ certificate ကိုပေါ့နော်ယူမလားဆိုပြီးတော့မိတဲ့ပုံစံလေးတွေလည်း pop up ဖြစ်လာပါလိမ့်မယ်အဲ့ဒါလေးတွေကိုလည်းရွေးစရာမလိုဘူးပေါ့နော်အဲ့လိုသွားပြီးသွားရတယ်နောက်ဆုံးကြလို့ရှိရင်တော့ course ကိုတကယ်လေ့လာသင်ယူနိုင်တဲ့ video lesson လေးကိုရပါပြီဒါကတော့ဒါ299ချက်မပေးဘဲနေပေါ့နော် free online access လုပ်လို့ရဖြစ်ပါတယ်တကယ်လို့ certificate လိုချင်နေဆိုရင်တော့ဒါ payment ပြီးပြီးယူလို့ရပါပေါ့နော်ဒီချက်ကဒီမှာကတော့အခမဲ့လေ့လာမျိုးပြပြဖြစ်ပါတယ် video ပေါ်လာရင်အင်္ဂလိပ်စကားကိုတေချာကြည့်ဖို့အတွက် CC subtitle ထိုးလိုက်ပါတေချာလေ့လာလို့ရပါပြီเนาะအားလုံးပဲ try ကြည့်ပါလို့